ဘာမြေပေါ်ရှိကြကုန်သောဗုဒ္ဓဘာသာဝင်အားလုံးစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသောတို့မြန်မာနိုင်ငံအတွင်းမှာဘုရားရှင်မြတ်ဤသာသနာတော်ကိုယုံကြည်ကိုးစားတရားရှိတဲ့သူအလုံးစိတ်နှပြချမ်းသာချမ်းသာတို့ရဆန္ဒပြေဝစေသော